ကျွန်တော်လည်းဝိညာဉ်ရေးတိုင်းကွက်တော်တယ်ဒါသူကနေပေါင်းကနေဟောပါမယ်ကျွန်တော်မျိုးသူလက်ပြနေလို့ဟိုမှာမော်တော်ပီကယ်တရားဟောတဲ့ဆရာကတော့မော်တော်ပီကယ်လုပ်တဲ့တယောက်ရှိတယ်ကျွန်တော်တရားဟောရင်သူ့ဘက်ကိုမြဲမြဲမကြည့်ရင်ကောင်းမယ်လို့လွတ်လွတ်လပ်လပ်ထောင်းနိုင်ဇော်လေးအောင်ပဲကြည့်မယ်တော့လည်းကျွန်တော်ဘာဟောရမှန်းတော့မကြည့်ဘူးအနောက်ရှက်လေးတွေဝင်လာတယ်ကွာဝိညာဉ်တိုင်းကွက်မီဆိုရီမှာတွေ့ဆိုလည်းနော်ဆရာကျွန်တော်တို့တင်းတော့အကျွေးစားဖို့ဆရာတို့ကလူငယ်အများကြီးရတယ်ဆိုတော့ကျွန်တော်တို့ကို3 သိန်းလောက်ချီးပေးပါလားခတ်တီတီပြောတာအဲ့ဒါကိုကျွန်တော်မျိုးသမီးဆရာမညာကတော့သူကအရန်ယူသားတဲ့လူတယောက်ဆိုတော့ဆရာမဆိုဆရာဆိုလည်းတော့ပြောတားယုံလို့ဘယ်လိုရင်ကောင်းမလဲဒီ3 သိန်းမပြီးနိုင်တော့9000လောက်တော့ကိုညင်ကောင်းတယ်ဆိုတာစဉ်းစားနေပြီစိတ်ပူလို့ကျွန်တော်တော့စိတ်မပူဒီကောင်အကွက်စင်တာပဲဆိုတော့သူဒါကျွန်တော်တူတဲ့အသက်လက်ကြီးရဲ့မှုတော်ဆောင်လိုက်ကြဝိညာဉ်တိုင်းကွက်ကတူတဲ့ကျွန်တော်တာတာပေါ့ကျွန်တော်တော့ဘာမှလည်းမပြောကြည့်ပါငါပေးဖို့ခဏလုံးနင်တို့အရင်ပေးအဲ့လိုပြောလိုက်ပေးမယ်ဆိုတော့လက်အရင်ရှေ့ဘတ်လေးတော့ဆိုင်တခါတည်းထုတ်တော့အဲ့ကျွန်တော်ယူမယ်ဆိုရဆရာဖွင့်ကြည့်ကြည့်လိုက်တော့ဒေါ်လာ9000ချက်လက်မှတ်ကျွန်တော်မျက်စိတော့မယုံနိုင်ဘူး9000တခါမှမပေးဘူးတဲ့ပတ်စံသူပဲမဟုတ်ပါဘူးတသက်မှ9000တခါတည်းပေးဘူးလားမရှိဘူးကျော်လဲနောင်နဲ့ရွယ်နူးကစားတာအဲ့တော့ပြောရဆရာ9000ယူမလား9000ယူမလားဆရာလူချင်းနဲ့နာယူမလားနာရီကတော့မာရာကြပြီလေ3 နှစ်ခွဲတောင်ကြပြီလားနာရီပဲယူမှာပေါ့ဒီ9000ပါလုံးပါလေတော့အာမင်ဆိုပြောမယ်တူပြောမယ်ဆိုရင်ဇလန်ကရှိရေးဆိုရလာပြီ9000 9000လောက်ကုန်တယ်ဒါလားကျွန်တော်ပြောချင်တာဖျားတတ်နိုင်တယ်ဘုံတော်၌စံပေတော်မူသောစီးစိမ်နဲ့တားတော်ယေရှုနဲ့သူခတ်သိမ်းတော်ရာကိုထောက်ပံ့တယ်ခင်ဗျားတို့အတင်းတော်လည်းထောက်ပံ့ဒါပေမဲ့လုံးလုံးစိတ်ခက်ခဲတာတော့ငူမနေနဲ့လေခက်ခဲတယ်ဆိုခဏတဖြုတ်ပဲမကြခင်ခင်ဗျားကြော်လွှားလာမယ်ခင်ဗျားဝယ်ခြင်းနဲ့ကီးဘုတ်မဝယ်သေးနိုင်သေးတာအာမငယ်နဲ့ကီးဘုတ်နဲ့လုပ်ဖြစ်တာမဟုတ်ယေရှုနဲ့ပဲလို့drum set မဝင်နဲ့ drum set နဲ့လှုပ်တာမဟုတ်ဘူးတန်ရှင်တော်ဝိညာဉ်တော်နဲ့လှုပ်တာ drum set မရှိတဲ့လက်ခောက်တီးပေါ်ဘာဖြစ်နေလဲဒါ music တကားထဲမှာအကောင်းဆုံး10ချောင်းအာရပါလက်ကိုပြောင်းချလိုက်အာမင်